哇，我有蓝的吧？要小娃了。唔少。蓝的没小娃。OK，မျိုး人မင်္ဂလာပါနော်အခုတင်ထားတဲ့လူလောလောဆယ်မှာ12ယောက်ရောက်လာပါတော့12ယောက်မှာကျွန်တော်2ယောက်ကထားခဲ့တယ်အခုကောင်းမှာ10ယောက်ပါတယ်အနောက်မှာအရှိမှာအကောင်အဲ့တော့ပြောချင်တာအခုသူများတွေပြောနေတယ်ဗျာ line ပေါ်မှာလမ်းကြောင်းတွေကြက်တယ်မတက်နဲ့တက်ရင်ဖမ်းခံဒီမှာပါညာအဲ့လိုမျိုးသတင်းတွေထွက်နေတယ်ဗျာအခုကိုကြီးတို့အခုလို့လာတာဖမ်းခံတီးလားကိုမသိပါဘူးသိပါအောင်နော်လမ်းမှာပြီးရင်အဲ့ဗမာပြည်ထဲမှာဗျာဟိုစစ်မှုထမ်းမယ်မသွားဘူးဘာဖြစ်ညာဖြစ်အဲ့လိုရစ်တဲ့ကောင်တွေကြီးကျယ်ရှိလားဘောလားဘောအခုကြော်နဲ့လာတဲ့ထဲမှာမှတ်ပုံနေမပါလူ2ယောက်ပါရနော်မှတ်ပုံနေမပါလူလည်းရောက်လာတာပဲတစ်ဖွဲ့တည်းအတူတူပဲနော်ဘာလို့လဲမိုက်တို့လားဒီတာမိုက်တို့တဲ့လားမှတ်ပုံနေမပါတဲ့လူညီလေးနဲ့မိုက်နော်အဲ့ဒါကြောင့်မို့သူများတာတွေကိုမချောက်ပါနဲ့ကိုယ်နိုင်ငံထဲမှာလည်းနေလို့အဆင်မပြေကြဘူးပေါ့နော်ကိုယ်နိုင်ငံမှာအသက်ရှင်ဖို့နေဟိုမနှဲုံနေရတဲ့အချိန်မှာအခက်အခဲဖြစ်နေတဲ့လူတွေကိုကိုကြောက်နဲ့မကြောက်ဟိုမလုပ်ပါနဲ့ကိုမပိုင်တဲ့လမ်းကြောင်းတွေဆိုပိုင်တဲ့လူတွေသူတို့ခေါ်ပါမယ်ဟုတ်တယ်မလားအဲ့ဒါဆိုတချို့တွေကလုံးဝနေလို့မရတော့ပါဘူးပုံမှန်ပြည်ထဲမှာအသက်အန္တရာယ်တဲ့ဘာမှရေးမကြည့်ဘူးဒါကြောင့်မို့လာကြတာပါလို့ထိုင်းရောက်တော့ကိုကြီးပလိတ်ပိုင်းဆိုင်ရာဘာညာခက်ခဲရှိရမရှိပါဘူးဟိုကိုရိုးလမ်းနေပါတော့ရှောက်ပါလားမရှောက်လမ်းလည်းမရှောက်ပါဘူးနောက်ပြီးကြရင်အခုအစားအသောက်ပိုင်းရောအဲ့လိုပြစ်ထားတာတွေပါရှိလားကိုကြီးချုပ်ချဲတဲ့ဘိုင်းတွေရောအရန်ချုပ်ချဲတာလမ်းမှာပေါ့ရင်တော့ဆိုဗျာဖုံးနေသိမ့်နေဟိုကမလုံးနဲ့ဒီကမလုံးနဲ့အဲ့လိုမျိုးပေါ့အော်ဟောက်တာတွေပါရောမရှိပါဘူးအဲ့မှာမိုက်တွေရောကိုရောညီလေးတွေရောနော်ဒါညီမလေးတွေရောအကုန်လုံးဒါအခုလောဆယ်ဒါကျွန်တော်ဒီ10ရောက်အရင်သွားပြီးနေရာချပေးမယ်အားကြောင့်မို့နောက်လာခြင်းတဲ့ညီညီမတွေလည်းကိုရမီလမ်းကြောင်းရှိတယ်ဈေးနှုန်းချို့တယ်ဆိုပြီးတော့မှတော့မသွားလိုက်နဲ့နော်တချို့တွေကဈေးနှုန်းချို့တယ်ကျွန်တော်မှလည်းဈေးနှုန်းချို့လိုက်လို့ရတယ်ဒါပေမဲ့တောင်းဝင်မှုတောင်းဝင်ခံမှုကလုံးဝမရှိဘူးဒါအခုဒါကိုရွေးမိုက်တွေကျွန်တော်ဒါခွင့်တောင်းပြီးမှရိုက်တာပါကြိုလဲဘာမှမပြောထားပါဘူးနော်ကိုရွေးမိုက်တို့ဒီလိုဖြေပါဟုတ်လို့ဖြေပါလို့ကျွန်တော်မပြောဘူးနော်ဒါကိုကြီးနဲ့မိုက်တို့ဒီမှာကောင်းမှာလူကြီးတွေပါနော်လူငယ်တွေဆိုရင်တော့ကျွန်တော်ငယ်ချင်းပေါင်းပြီးပြောရင်ပြောမိအောင်ပဲညှိညှိအနောက်မှာဆိုလဲဒါကောင်းမငယ်ငယ်လေးတွေ၄၅ယောက်ပါနော်အခုလာတဲ့လူတွေကိုကျွန်တော်အလုပ်ပါတစ်ခါတည်းလုပ်ပေးမှာနော်နောက်ပြီးကြရင်ဒီလာတဲ့လမ်းကြောင်းတွေကိုစိုးရင်ပူပိုင်တော့မှမထွက်ရဲတာတို့မတက်လာရဲတာတို့တချို့ဆိုလာခြင်းရဲ့သားနဲ့အဲ့လိုမျိုးကြားစကားတွေကြောက်ကိုယ့်ရဲ့လုပ်ပေါ်ကိုင်မဲ့စကားတွေကြောက်မတက်ဖြစ်တဲ့လူတွေတော်တော်များနေပါတယ်တချို့ဆိုရင်ကွက်လက်သမီးတို့ဆိုကွက်လက်ပြီးကိုင်တွေးမှပဲချိတ်ရဲတာသမီးတို့အဲ့လိုမျိုးပြောတယ်အဖေတွေဦးလေးတွေအတော်တွေကစားအဲ့လိုမျိုးပြောတယ်နုမလာနဲ့ဖန်ကန်ထိမှဆိုရှိရလိုင်းမှာလဲဆယ်လီတချို့ပြောနေတာရှိတယ်ဘယ်လိုပဲလာမင်းတို့ဘာနဲ့ပဲလာဖန်ကန်ထိမှာဒီကာလာကြက်တော်ယူပါဗျာဒါအခုဒါဒီနေ့21ရက်နေ့ပါခင်ဗျထွက်လာတာရက်ပဲနေ့ထွက်လာကိုယူ18ရက်နေ့18ရက်နေ့ကထွက်လာတာလား18ရက်19 20 21ဘယ်လောက်မှတိတ်မကြပါဘူးအများဆုံးကြာ3ရက်4ရက်ပဲခင်ဗျနော်โอเคအားကြောင့်နောက်လာမဲ့တူတွေရဲတင်းလာပါလို့မကြားဘူးလားတရွာမှာပြောင်းသူကောင်းမဖြစ်တဲ့အဲ့ဒါတရွာပြောင်းတော့တို့လည်းတထေးမြင်ဖြစ်တာပေါ့တို့လည်းတထေးသူလည်းโอเคဘိုင်ဘိုင်လာခြင်းလုံးလုံးမဟုတ်ပါဘူးเนาะခစ်မကောင်းလို့ပါဘယ်လိုမဆိုကိုရွာကိုမြင်ပါပဲပြီးဆောင်နေကျင်ကြတဲ့လူတွေပဲဒါဟုတ်ကဲ့မျိုးတွေအားဆိုကျေးဇူးတင်ပါတယ်ခင်ဗျ